တော်ရဲလူနဲ့ဇွဲရှိရဲ့လူနဲ့ပြိုင်ရင်နောက်ဆုံးမှာဘယ်သူနိုင်မယ်ထင်လဲဇွဲရှိရဲ့လူပဲနိုင်မှာပါနောက်ဆုံးကြရင်ငယ်တုန်းကဆိုစာအရန်တော်ရဲလူတွေကိုမြင်ကြရမလားဒါပေမဲ့ကြီးလာတဲ့ခါမှာတော့စာအရန်တော်ရဲလူတွေကချမ်းသာသွားတာသိမမြင်ဘူးပေါ့နော်ကိုရိုင်းကလည်းငယ်တုန်းကစာတော်ရဲထဲမှာပါတယ်ဒါပေမဲ့စာတော်ရဲဆိုတာဘာလို့တော်လဲဆိုတော့ဇွဲရှိတယ်လို့တော်တာညံကောင်းလို့မတော်ဘူးကျမငယ်တုန်းကသူများတွေ10 မိနစ်လောက်ကြာရတဲ့စာကိုကျမနိုင်ဝက်လောက်ကြာရတယ်။ကိုနောက်ကွယ်မှာလောက်တာကိုတော့ဘူးမှမသိဘူးလေ။ကိုယ့်ရဲ့စူးစမ်းအထောက်မှုကိုတော့ကိုယ့်ရဲ့ရှင်ထဲမှာပဲထားတယ်။ငယ်တုန်းကစာတော်တဲ့ထဲမှာပါတယ်။ဒါပေမဲ့ကျမနောက်ကွယ်မှာအရန်ကိုမှစူးစမ်းရတယ်သူများတွေအိမ်နေတဲ့အချိန်မှာအဲ့လိုမနေ့အစောကြီး4နိုင်ထားပြီးစာကြရတော့ဆိုတော့1 2 3တဲ့ဝင်ချင်လို့စာတော်တဲ့ထဲမှာပါချင်လို့ထိတ်ဆုံးကျောင်းသားတွေမှာပါချင်လို့အမှန်တောင်းတာမဖြစ်ချင်လို့ဆိုပြီးတော့ငယ်ကတော့စူးစမ်းခဲ့ရပေါ့နော်ချိန်တစ်ခုလောက်ထိဒီနေ့မှာဇွဲရှိခြင်းရဲ့ထက်ကလုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေဘလောက်တောင်များရဲဆိုတာကိုပြောပြချင်တယ်2025တစ်နှစ်လုံးမှာကျမအင်္ဂလိပ်စာလုပ်ခဲ့တယ်ကျမအင်္ဂလိပ်စာအဲ့မတိုင်ခင်မှာတအားကြီးကောင်းတဲ့ထဲမှာမပါဘူးအတန်ထွက်တအားကောင်းတဲ့ထဲမှာမပါဘူးဒါပေမဲ့နေ့တိုင်းကျမတနိုင်လောက် sharing method လုပ်တယ် sharing method ကဘယ်လိုလဲဆိုတော့ကျမ YouTube channel တစ်ခုကိုတွားပြီးတော့အဲ့ YouTube channel ကကြိုက်တဲ့ video တစ်ပုဒ်ကိုဖွင့်လိုက်တယ်ပြီးတော့အင်္ဂလိပ်စာရန်ထိုးအမ order ကပြောတာကိုကျမအနောက်ကနေလိုက်ပြောတယ် sorry speaker ပြောတာကိုကျမအနောက်ကနေပြီးတော့ကျမလိုက်ပြောတယ်အဲ့ဒါကိုလောက်တာကကျမတစ်နေ့တစ်နာရီတောင်ပြောတယ်အဲ့ပြီးတော့ grammar ကိုနိုင်ဝက်လောက်ကြည့်ရယ်ပြီးတော့ vocab တွေကိုနိုင်ဝက်လောက်လေ့လာရယ်အဲ့ဒါကမနေ့2025တစ်နှစ်လုံးလေ့လာရယ်ပြီးတော့ဒီ2026ရောက်တော့အလုပ်တွေရှုပ်တော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီ4လပိုင်းလောက်မှာကျတော့ကျမအင်္ဂလိပ်စာကိုပြန်လုပ်တယ်အင်္ဂလိပ်စာမလုပ်လို့မရတဲ့ထဲမှာမပါဘူးအဲ့တဖြည်းဖြည်းနဲ့ကိုယ့်အတန်ကိုကျမ record သွင်းတယ် record သွင်းပြီးနားထောင်တယ်အဲ့တော့ချိန်မှာအတန်က speaking ပြောတဲ့အတန်ကတည်းကတခြားပိုကောင်းလာတယ်လို့ခံစားရတယ်ပေါ့နော်အကြာကြီးလေ့လာနေတဲ့သူတွေထက်တော့မကောင်းပေမဲ့ကိုယ့်ဟာနဲ့ကိုယ်တော့တော်လာတယ်လို့ခံစားရတယ် Confucius ကဘာပြောလာလဲဆိုတာကိုကျမဖတ်ပြမယ် It does not matter how slowly you go as long as you do not stop ကိုသွားနေတဲ့လမ်းကဘလောက်ပဲနေအဲ့ဒါကိုမင်းမရက်ရပြီဘလောက်ပဲနေသွားနေတဲ့လမ်းကိုမရက်လိုက်နဲ့အဲ့ဒါကတော်တော်မှန်တယ်ကျမမှာကိုပိုင် sentence ရှိရပေါ့နော်ဒီမှာကိုကကို sentence လောက်ထားတာ making something is better than nothing တစ်ခုခုလုပ်နေတာကမလုပ်တာထက်တော့ပိုပြီးကောင်းတယ်ရှင်းချုပ်ကလည်းဘာပြောလဲဆိုတော့ the only way to do great work is to love what you do အကောင်းဆုံးအလုပ်ကကိုချစ်တဲ့လုပ်ကိုလုပ်ရတာပဲဒီနေ့မှာကျမက consistency ရှိ discipline ရှိနဲ့အလုပ်လုပ်ခြင်းအကျိုးကျေးဇူးကိုပြောချင်တယ်နောက်ပြီးတော့ကျမအရန်သဘောကျတဲ့ Taiwanese အဆိုတော်တယောက်ရှိတယ်သူ့နာမည်က Jay Chong ပေါ့နော်သူကလေသူ့အကြောင်းကိုဒီနေ့မှာကျမ Facebook မှာနိုင်စနေကတင်ထားလို့ကြည့်လိုက်တာသူကဒီတချင်းကြီးမဆိုခင်မှာမအောင်မြင်ခင်မှာသူကစကားမပြေဘူးတဲ့ကျမလုံးဝမယုံနိုင်ဘူးဆိုတော့သူ့အကြောင်းကိုစပြောပြမယ်နော်ဂျေချုံးကလည်းငယ်တုန်းကစာလုံးဝမတော်ဘူးအင်္ဂလိပ်စာလည်းမတော်ဘူးသင်ချာလည်းမတော်ဘူးဒါပေမဲ့သူကကျောင်းနေတိုင်းသွားတယ်သူကျောင်းကိုချစ်တယ်သူ့ကိုလူတော်များများနှိမ်ကြတယ်အဲ့လိုဆိုတော့သူကစကားလည်းမပြေဘူးသူ့ဆရာတွေကသူ့ကိုပြန်မြတာမန်လူထက်တောင်ညံရည်နှိပ်တယ်လို့ပြောကြတယ်သူအတန်းဖော်တွေကသူ့ကိုလှောင်နေပေါ့နော်သူ့ဆွေမျိုးတွေကလည်းသူ့ကိုအသုံးဝင်တဲ့လူဆိုပြီးတော့နှိမ်ကြတယ်ဒါပေမဲ့သူ့ကိုအားပေးတဲ့လူတယောက်တော့ရှိတယ်အဲ့ဒါကသူ့အမေကဘယ်တော့မှသူ့စိတ်မပြတ်ခဲ့ဘူးသူ့အမြဲတမ်းအားပေးတယ်သူရှင်နေတဲ့အတင်းမတက်ခိုင်းဘူးလို့သူစာမိုးဝဲကြရင်လည်းသူ့ကိုစူတာငေါက်တာမျိုးတွေမရှိဘူးဒါပေမဲ့ဂျေချုံးမှာအားသာချက်တစ်ခုလို့ရှိရဲအဲ့ဒါဘာလဲဆိုတော့သူကဂီတကိုအရန်ချစ်တယ်ကြိုက်တယ်သူ့မိကသူ့ကိုပြောတယ်ဂီတကိုကြိုက်လို့ရှိရင်ကောင်းကောင်းလေးလားကောင်းကောင်းစူးစမ်းပါသူ့မိကသူ့အဲ့လိုပြောခဲ့တယ်အဲ့ဂျေချုံးကသူကအမှတ်မကောင်းတယ်အမှတ်မကောင်းဘူးနော်ဒါပေမဲ့သူကကြောင်းအောင်မမုန်းသူနေ့တိုင်းကြောင်းသွားတယ်စမ်းနေရတစ်ခါလေးကျင်တစ်နေ့ကို4နိုင်5နိုင်ရောက်ကြတယ်သူလေ့ကျင်တာသူတစ်ခါမှအတမ်းမလွတ်ဘူးသူ့နေရာမှာတကယ်လို့ကိုတိုင်းနာဆိုရင်တော့ကျောင်းကိုသွားဖြစ်မှာမဟုတ်ဘူးအဲ့လိုဆိုတော့ကိုနှိမ်တဲ့လူတွေလည်းအများကြီးပဲသူတော်တော်လေး strong ဖြစ်တယ်လို့ပြောရမယ်တခုအံ့ဩဖို့ကောင်းတာကသူ့အမေကသူ့ဘယ်တော့ခါမှမနှိမ်ခဲ့ဘူးပေါ့နော်
ဒီမြန်မာပြည်ကမိဘတွေဆိုတော့ဒီကလေးကိုတော်လေးကိုမှစူနေငေါက်နေလောက်ပြီးတော်လေးကိုကျိန်းမောင်းနေလောက်ပြီးဘလောက်တောင်ရိုက်ပြစ်မလဲဆိုတာကျမခက်မှန်းလို့တော့မရဘူးသူ့အမေကသူ့သားကိုတနာတယ်ဆိုတာကစာညံ့လို့မဟုတ်ဘူးဘာလို့လဲဆိုတော့သူ့သားကိုမသိငယ်စေချင်ဘူးသားကိုသူ့ရဲ့သားကိုယုံကြည်မှုရှိစေချင်တယ်ပေါ့နော်ကိုယုံကြည်မှုဆိုတာကဒီအမှတ်စင်းတွေကနေလာတာမဟုတ်ဘူးကိုလုံနိုင်တယ်ဆိုတာကိုယုံကြည်ခြင်းအဲ့ဒါကကိုယုံကြည်မှုပေါ့နော်သူမအောင်မြင်ခင်ကတော်တော်လေးကိုပင်ပန်းခဲ့တယ်ခီတာမေဂျာကိုမအောင်မြင်ခဲ့ဘူးနှစ်ခါဖြည့်ရနှစ်ခါလုံးမအောင်အဲ့နဲ့သူလက်လျှော့ပြီးတော့ဆောက်ဆိုင်မှာသူစပွဲလို့သွားလုပ်တယ်ပကံဆေးတွေကြမ်းတိုက်တယ်လုံးလုံးရင်တချင်းတွေရေးတယ်ရေးရတဲ့တချင်းတွေကိုအတန်တင်းကုမ္ပဏီစီကိုပို့တယ်ဒါပေမဲ့အကုန်လုံးကအငင်းပယ်ခံရတယ်ကိုရေးရတဲ့တချင်းတွေကိုသူ့ပေါင်းတင်းတွေကလည်းမကောင်းဘူးလို့ပြောတယ်တထေးကလည်းပြောရင်မကောင်းဘူးပေါ့နော်အဲ့လိုသူဝေးဖန်တာပေါ့သူကလက်မလျှော့ခဲ့ဘူးအဲ့ကနေပြီးတော့သူကသူ့တငယ်ချင်းကတချင်း audition ကဖြည့်ရပေါ့နော်အမှသူလိုက်သွားတော့သူ့တငယ်ချင်းကတော့အဆိုမအောင်လိုက်ဘူးဒါပေမဲ့သူ့ရဲ့အရေးချင်းကိုအဲ့နမေကြီးစစ်စစ်တယောက်ကမြင်သွားတယ်အဲ့လူကသူ့ကိုပြောတယ်သူ့ရဲ့ကုမ္ပဏီမှာလာလုပ်ပေါ့နော်သူ့အတွက်တချင်းတွေရေးပေးပါဆိုပြီးတော့အဲ့ဂျေချုံကိုပြောတယ်သူကကုမ္ပဏီမှာပဲအလုပ်စားလုပ်တယ်ကုမ္ပဏီမှာနေတဲ့တချင်းတွေသူရေးတယ်ဒါပေမဲ့တချင်းတွေကိုငင်းခံရတယ်နောက်ဆုံးတော့သူကသူ့တချင်းကိုသူကဘယ်သူမှမဆိုရင်လည်းနေတော့ငါတချင်းကိုငါဆိုမယ်ဆိုပြီးတော့တချင်းသူကိုယ်တိုင်ဆိုတယ်ဒါပေမဲ့တချင်းထွက်လာတော့သူ့တချင်းကအချစ်တချင်းမဟုတ်ဘူးပေါ့နော်သူ့တချင်းဆိုတဲ့ဟန်ကတဲ့ပါဇက်ထဲမှာတစ်ခုခုငုံထားသူ့လိုမျိုးမရှင်းမလင်းဖြစ်နေတာပေါ့နော်အဲလူတော်တော်များများကသူ့တချင်းကိုမကြိုက်ကြဘူးဒါပေမဲ့လူငယ်တွေကတော့ကြိုက်ကြတယ်သူ့နာမည်ကြီးလာတယ်ဆိုတာကသူညရဲဝုန်းကနေဆိုပြီးတော့ကြီးလာတာမျိုးမဟုတ်ဘူးတဖြည်းဖြည်းချင်းနဲ့နာမည်ကြီးလာတာအဲ့ဒါနေနာမည်ကြီးလာတဲ့နောက်မှလေအောင်မှသူစမ်းမြလေးချင်းနဲ့နေ့တိုင်းတချင်းဆိုလေးကျင်တယ်နေ့တိုင်းသူ practice လုပ်တယ်ပေါ့သူနာမည်ကြီးလာတဲ့နောက်မှာတဲ့အမှမီဒီယာတွေကသူ့မေးတယ်ပေါ့နော်မင်းရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကဘာလဲဆိုပြီးသူ့မေးတယ်သူကပြောတာသူကအတော်ဆုံးမဟုတ်ဘူးသူဇွဲရှိဆုံးပဲဒါကနေ့တိုင်း practice လုပ်ခြင်းရဲ့အကျိုးကျေးဇူးလေကိုတော်များများကအစပိုင်းမှာတော့ငါနေ့တိုင်းငါဒီဟာကိုလုပ်မယ်ဘာလုပ်မယ်ညာလုပ်မယ်ဆို plan တွေဆွဲတတ်ကြတယ် to do list တွေဆွဲတတ်ကြတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကြာလာတော့ဒါကိုမလုပ်နိုင်တော့ဘူးစလုပ်တဲ့လူကတော့များတယ်ဆက်လုပ်တဲ့လူကတော့ရှားတယ်နေ့စဉ် practice လုပ်ခြင်းကတော်တော်လေးကိုမှအကျိုးရှိရယ်ဒီတေးလေးတွေကနေ့စဉ်တေးလေးကမသိတာဘူးဒါပေမဲ့တေးလေးတွေကကြာသွားရင်အကြီး compound တစ်ခုအနေနဲ့ဖြစ်သွားတယ်အဲ့တော့ခါကျရင် result ကဘုံရဲဆိုပြီးမြင်ရလိမ့်မယ်အဲ့ဒါကြောင့် discipline ရှိတာကကောင်းတယ်ကိုစိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေဒီအရာကိုလုပ်မယ်လို့ဆုံးဖြတ်ချရရင်လုပ်တာကောင်းတယ်ကိုကဒီအရာကိုနေ့စဉ်နေ့တိုင်းလုပ်တာများလာရင်လုပ်တာကြာလာရင်ကိုယ့်ကိုယုံကြည်မှုမြင့်မာလာမယ် self confidence တွေရှိလာတယ်ကိုယ့်ကို self respect တွေရှိလာတယ်ကိုယ့်ကိုလေးစားလာတယ်အာရုံစူးစိုက်မှုတွေလည်းကောင်းလာတယ်အုံနောက်ကထပ်ခါအဲ့လို pattern တွေကိုအရင်ကြိုက်တယ်ကိုယ့်ရဲ့ muscle memory နဲ့ neural pathway တွေကလည်းပို့ပြီးတော့ခိုင်မာလာတယ်အစပိုင်းမှာတော့ဘယ်ကိစ္စမှလွယ်ကူမရှိဘူးဒါပေမဲ့ကြာသွားလို့ရှိရင်ဒီဟာကကိုယ့်အတွက်အလွယ်တကူလေးဖြစ်လာလိမ့်မယ်တနေ့ကိုနိုင်ဝက်လောက်အင်္ဂလိပ်စာလုပ်တဲ့လူနဲ့နေ့တိုင်းလုပ်တဲ့လူနဲ့ weekend မှာတနေ့ Sunday ဒါမှမဟုတ် Saturday အဲ့တရက်ထဲမှာအကုန်လုံးစုပုံပြီးလုပ်တဲ့လူကြာသွားလို့ရှိရင်ဘယ်သူကပိုတာမယ်ထင်လဲနေ့တိုင်းလုပ်တဲ့လူကပိုတာသွားလိမ့်မယ်နေ့ဟင်စင်တိုင်းလေးကျင်တာထက်တနေ့ကိုနိုင်ဝက်စီနေ့တိုင်းလေးကျင်တာကပို့ပြီးအုံနောက်ကိုပို့ပြီးတမ်းပါစေတယ်ပြောချင်တဲ့အရာကဒီလောက်ပါပဲကျမလည်းညံကောင်းတဲ့တဲမှာမပါပါဘူးကျမကဒါပေမဲ့ဇွဲရှိတဲ့တဲမှာတော့ပါတယ် consistency တွေဒီ discipline တွေကိုကျမရဲ့ daily life မှာပါသုံးဖို့စ조사နေပါတယ်အားလုံးပဲနေပါရှိပါလိမ့်ဖြစ်ကြပါစေ